Hello အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကတော့ချင်းမိုင်မှာ10ဘက်ကနေဘက်30အတွင်းနဲ့ဘိုင်းဝအောင်စားလို့ရတဲ့ဖက်ချက်ခောက်ဆွဲဆိုင်လေးအကြောင်းပြပြသွားမှာဖြစ်ပါတယ်ဆိုင်ထဲဝင်ချင်းမှာတော့ဒီလိုမနူးပုတ်လေးတွေ့ရပါမယ်အဲ့ဒီကနေပြီးတော့ကိုစားချင်တာကိုပြပြီးမှလိုက်လို့ရတယ်လို့ကိုယ်တိုင် customize လုပ်ပြီးတော့လည်းမှာလို့ရပါတယ်ဒီဘက်မှာဆိုရင်ပဲပင်ပေါက်လေးတွေကိုကိုလိုတလောက်ယူထည့်လို့ရအောင်ထားထားပေးပါတယ်ပြီးတော့ရေထဲတောက်ဖို့ရေခွဲရေခဲပုံးရေထားထားပေးပါတယ်ရေကတော့စပွဲပေါ်မှာထားတာရေဘူးလေးတွေကနေထည့်ထားမှာပေါ့နော်ဒီနေ့ကတော့ဆိုင်ဆောက်ဖွင့်တဲ့အချိန်ရောက်သွားဖြစ်လို့တခြား customer မရောက်လာသေးပါဘူးဆိုင်ရဲ့ atmosphere လေးကတယောက်တည်းထိုင်မယ်ဆိုရင်တော့လူထွေးရဲ့ခံစားမှုမျိုးရစေပါတယ်စားတော့ order ကောက်ပြီးတဲ့အကိုကြီးရလည်းသဘောကောင်းပါတယ်ကိုစားချင်တဲ့အရာကို customize လုပ်ပြီးတော့မှာလို့ရပါတယ်မှားထားလေးရောက်လာပါပြီဒါတော့ဘတ်20ဘူးပါဘေးနာဖတ်ထုတ်ကြုံလေးက9ဘတ်ပါ10ဘတ်ဖို့လည်းမလို့ရပါတယ်ဒါတော့ကြိတ်ထားတဲ့အသားလေးတွေရဲ့ဖတ်ထုတ်ရဲ့အသားလုံးလေးတွေရဲ့ပါပါတယ်ပြီးတော့သူကဒီလိုမျိုးတကြားတဲ့ရုပ်တည်လေးထားထားပေးပါတယ်ဆိုင်မှာဆရာကြီးတစ်ကောင်ရှိပါတယ်သူကမသိရသူဆိုရင်နားတော့ကမခံပါဘူးစားရတဲ့သူတွေလည်းနောက်ဆက်မပေးပါဘူးဆိုင်ရဲ့ငွေရှင်းကောင်တာပုံမှာတော့ဒီလိုတဝင်းမျိုးနွယ်တွေရဲ့တက်ပုံနဲ့ရှေးအောင်တက်ပုံလေးတွေကတ်ထားပါတယ်ဒါဆိုင်ရဲ့အပြင်ဘက်ပါသူကဒီလိုခြံဝင်းလေးနဲ့ဆိုတော့စိုက်ကယ်တွေကားတွေလည်းရက်လို့အဆင်ပြေပါတယ်ဒါကတော့ဆိုင်ရှိရလမ်းလေးဖြစ်ပါတယ်ဒီဆိုင် location ကိုတော့ဒီ project caption မှာ Google Map link လေးနဲ့ထည့်ပေးထားပါမယ်ပထမဆုံး vlog လေးဖြစ်လို့အမားပိုင်လည်းသိခံပေးကြပါဦးကြည့်ရှုပေးတဲ့တယောက်စီတိုင်းကျေးဇူးအများကြီးတင်ပါတယ်